ကျွန်မ digital marketing agency လို့ပြောရမလားအဲ့ဒါလေးစပြီးတော့တိဆောက်တော့ပါဆိုရင်ပေါ့နော်ဒီ pricing နဲ့ပတ်သက်ပြီးတော့ကြွားတဲ့ပြဿနာတွေပေါ့အလွယ်လွယ်အမှားမှားတွေပေါ့နော်ပြောချင်တာဟိုကျွန်မကပေါ့နော်ဒီကိုလည်းဒီအပိုင်းနဲ့ပတ်သက်ပြီးတော့သင်တန်းတွေပါရတက်ခဲ့တာမဟုတ်ဘူးလောကကိုသိရမလားသင်တန်းတွေလိုက် join ပြီးတော့လောကသင်ခဲ့တာမဟုတ်ဘူးကွာဒါကကိုလောက်တက်သွားလို့ကိုတက်တဲ့ပုံစံကိုရဲ့ပုံစံနဲ့လောက်တက်သွားလို့ကိုနီကိုဟန်နဲ့လောက်ဖြစ်သွားတာစဖြစ်သွားတာကွာသူများတွေလိုမျိုးဟိုနာမည်ကြီးရဲ့ဆရာတွေစီသင်တန်းတွေလိုက် join ပြီးတော့တက်သွားလို့ကိုလုပ်ငန်းပြန်ထောင်ပြီးတော့ဒီ agency ပြန်ထောင်ပြီးတော့လုပ်နေတာမဟုတ်ဘူးကွာဟိုဘွယ်နဲ့လေးပြောတာပေါ့နော်ကျွန်မကကြတော့ဘူးမကိုမသိမ့်ပေးဘူးသင်တန်းလည်းမ join ဘူး digital marketing ဆိုတာဘယ်လိုလေးလည်းမသိဘူးအတီးပြောဟုတ်လေဆိုတော့သင်တန်းမ join ဘူးသူကဘယ်လိုသင်လဲသူကဘယ်လို formula နဲ့သင်နေလဲဆိုတာမသိအခုသွားနေတဲ့ပုံစံအခုကျွန်မ run နေတဲ့ဒီ agency ကကိုနီကိုဟန်နဲ့ပဲသွားတာဒီ market ကသင်ပေးတဲ့ဒီသင်တန်းကပို့ချတဲ့ formula တွေနဲ့လောကတူပါမဟုတ်ဟိုပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုနီကိုဟန်နဲ့သွားတာလောက်တာဆိုတော့လေဒါပွင့်လေးပြောတာပေါ့နော်အဲ့တော့ကြောက်ရတဲ့ဟာတွေတော့အများကြီးပဲပေါ့နော်ဒါပေမဲ့အဲ့အများကြီးထိမှမှဒီ pricing နဲ့ပတ်သက်ပြီးတော့အဲ့တခု share လုပ်ချင်တာပေါ့နော်ညဝေချင်တာပေါ့ကိုဒီဘောနော် digital marketing agency စပြီးတော့လုပ်တဲ့အခါကျရင်ကိုလိုမျိုးမကြောက်ရအောင်ပေါ့တချို့လူတွေကို share လုပ်ချင်တာပေါ့နော်ရည်ရွယ်ပြီးတော့ကျမတို့ကဆိုဘယ်လိုဖြစ်လဲဆိုရင်ဒီ pricing ကဏ္ဍတွေနဲ့ပတ်သက်ပြီးတော့တတ်မှတ်တဲ့အခါကျအရင်အားနေတယ်ကဏ္ဍပိုင်းတွေနဲ့ပတ်သက်ပြီးတော့အရင်အားနေတယ်ပေါ့အရင်အားနေတဲ့အခါကျတော့ဒီပေါ့နော်ကိုထင်းဆဆဖွဲ့အချိန်မှာပိုင်းရလာတဲ့အခါကွာဟိုဒီ campaign စရတဲ့အခါမှာပေါ့နော် client တယောက်ရလာတဲ့အခါကျတော့သူနဲ့စကားပြောရပြီကွာစကားပြောရတော့ကိုလည်းသူနဲ့သွားတွေ့တယ်ပေါ့နော်ပြောလဲဘန်ကောက်မှာပဲသူနဲ့သွားတွေ့တဲ့အချိန်မှာဘာဖြစ်လဲဆိုရင်ကိုကအဲ့ဒီမတွက်ချက်ထားဘူးကွာဒီလိုမျိုး service ဆိုရင်ဘယ်လောက်ယူရမလဲဒီလိုမျိုးဆိုရင်ဘယ်လောက်ယူရမလဲဆိုကိုလည်းမတွက်ချက်ထားဘူးတွက်ချက်ရကောင်းမှလည်းမသိဘူးအဲ့လိုဖြစ်ခဲ့တာပေါ့နော်အဲ့ဒီခါကျတော့ client နဲ့တွေ့တဲ့အချိန်ကျဘယ်လိုဖြစ်သွားလဲဆိုရင် okay တနေ့စာချုပ်မယ်ဒီပေါ့နော် PP တို့ထင်းနဲ့ CPM ထင်းနဲ့တနေ့စာချုပ်မယ်အဲ့ခါကျကိုလည်းသိတယ်မလားစိတ်လှုပ်ရှားပြီးတော့ okay ဘာမှတော့ဘာလုပ်ရမလဲတော့မသိဘူးကွာကိုလည်းမသိခဲ့တကယ်မသိခဲ့တာလည်းပါတယ်အဲ့တော့ဘာလုပ်ရမလဲမသိဘူးအဲ့ခါကျတော့ client ကပြောတယ် okay ဘယ်လောက်ယူမလဲတနေ့စာချုပ်ဘယ်လောက်တတ်မှတ်မှာလဲအဲ့ခါကျကွာဘာလို့မသိဘလို့တွက်ရမလဲမသိဘူးကြောင်ပြောင်းနေအဲ့လိုနဲ့ okay ဘတ်9000ဆိုပြီးတော့တတ်မှတ်လိုက်တာတနေ့ကိုအဲ့အချိန်မှာတော့ကိုယ့်အတွက်ကအရင်များနေတယ်ပေါ့နော်အဲ့အချိန်ကokay ပေါ့အရင်ဟို9000ဆိုများနေပြီလို့ထင်နေတာကွာအဲ့ဒါကိုပြီးတော့မှokay စိတ်တွေပါအေးသွားပြီဆိုမှစကားပါပြောပြီးပြီဆိုမှပြန်လာတဲ့အခါကျတော့မှပြန်ပြီးတော့တွက်ကြည့်တာပေါ့နော်ဘတ်9000ဆိုတာကအရင်နဲတယ်ဘာလို့လဲဆိုတော့တလမှာလောက်ရတဲ့ဟာတွေကအများကြီးပဲဟိုမှာ graphic ဆိုရင်လည်းဘယ်နှပုတ် video ဆိုရင်လည်းဘယ်နှပုတ်ဘယ်နှခု content ဆိုရင်လည်းဘယ်နှပုတ်ပြီး social media management page ကင်တဲ့သူတွေအဲ့လိုတွေရှိသေးတယ်ကွာအဲ့ဒါကိုကတွက်ချက်ရကောင်းမှမသိဘူးဘယ်လိုလုပ်ရမလဲဘယ်လိုတွေးရမလဲဘယ်လိုလုပ်ရမလဲမသိတော့အဲ့ခါလောကကြောက်ရတဲ့error တစ်ခုပေါ့နော်ကိုယ့်ရဲ့အဖြစ်အပျက် pricing သတ်မှတ်တာနဲ့ပတ်သက်ပြီးတော့စေနှုန်းသတ်မှတ်တာနဲ့ပတ်သက်ပြီးတော့အဲ့လိုပေါ့နော်ပြန်လာတဲ့ခါကျပြန်တွက်ကြည့်ရတဲ့အချိန်မှာ9000ဆိုတာကအရန်နေတယ်ပေါ့နော်တကယ်ဆိုရင်ဘတ်3သိန်းလောက်သတ်မှတ်တင်တာတစ်နှစ်ကို3သိန်းကတော့အလဲပဲရှိသေးတာပေါ့နော်တကယ်တော့3သိန်းကျော်အထိသတ်မှတ်တင်တာကွာ3သိန်းကျော်2သိန်းလောက်အထိတန်လာပေါ့နော်ကိုပေးတဲ့ဟာဒါပေမဲ့လည်းဘယ်လိုပြောရမလဲ
ကိုပြောပြီးပြီဆိုတော့မတက်နိုင်တော့လေစကားဟိုပြောဒီပြောဘလောင်ပလဲဖြစ်တယ်ဆိုရင်သူကကိုလည်းယုံကြည်လေးစားမှမဟုတ်တော့ဘူးကွာဒါကကိုညံ့လို့ကိုခံရတာပဲပေါ့နော်လက်ခံလိုက်ရတယ်ပေါ့ဒါဘယ်လိုပြောမပွင့်လေးပြောရလေကိုလည်းဘယ်လိုလုပ်အောင်မသိဘူးလေမသိတော့ကိုခံရတာဒါကတော့သင်ခန်းစာလို့ပဲသင်ခန်းစာရတယ်လို့ပဲသတ်မှတ်လိုက်တယ်ပေါ့နော်အဲ့လိုပေါ့ပြောချင်တာက present သတ်မှတ်တာနဲ့ပတ်သက်ပြီးတော့အဲ့လိုကြုံခဲ့ရတယ်ပေါ့နော်ဒါကလောကကြီးကြီးမားမားတစ်ခုပဲကျန်တဲ့အသေးအမလေးအများကြီးပဲအသေးအမလေးတွေကကြတော့နောက်ပိုင်းလာတဲ့ project ဒါကခုနပြောတဲ့ဟာပထမဦးဆုံး project ပေါ့နော်နောက်ပိုင်းလာတဲ့ project တွေဆိုရင်လည်းကြုံရသေးတယ်ဟိုဒီ digital marketing team ကအဲ့လိုပါပဲဘယ်လိုပြောမလဲဟိုပုတ်တည်တတ်မှတ်လို့မရဘူးကွာအဲ့လိုမျိုးအမြဲတမ်းအပြောင်းလဲရှိတယ်အားအကြောင်းလဲစိုင်းတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းလာတဲ့ project ဆိုရင်လည်းထပ်ဖြစ်တာပဲဘယ်လိုဖြစ်လဲဆိုရင်မကိုက်ကိုပေးတဲ့ဟာနဲ့ကိုဘက်ကထောက်ရတဲ့ effort နဲ့ကိုပြန်ရတဲ့ဟာမကိုက်ဘူးဘလူတောင်လဲဆိုရင်လောကကွာ script တွေရောဒီ editing တွေရော social media management တွေရော sales admin တွေရော content တွေရော graphic တွေအကုန်လုံးလောက full service ကိုဥပမာတလကို10သိန်းလောက်တန်တဲ့ဟာကို9သိန်းနဲ့ပဲသွားပြီးတော့ပေးမိတာမျိုးအဲ့မှာလောကလေစဉ်းစားကြည့်လေ10သိန်းလောက်တန်တဲ့ဟာတခုကို9သိန်းနဲ့သွားပြီးတော့ပေးတာဒါကိုညံ့လို့ကိုခံရတာပေါ့နော်မတက်နိုင်အဲ့လိုမျိုးပေါ့နောက်ပိုင်းကျတော့အဲ့လိုမျိုးအစောပိုင်းတော့မတွက်ချက်တွက်ချက်တဲ့နေရာမှာအရင်ရေးကြည့်တယ်တွက်ချက်တက်ဖို့အရင်လူတယ်ပေါ့နော်ဟိုအဲ့လိုမျိုးမတွက်ချက်တက်တော့ပါကိုကြီးပဲခံရတယ်ပေါ့နော် client ဘက်ကအေးဆေးပဲသူတို့ကကြတော့ဘာလို့လဲဆိုတော့အလကားရနေတယ်လို့ပဲကွာအဲ့လိုမျိုးပေါ့နော်အဲ့ဒါတခုနောက်တစ်ခုကဘာလဲဆိုရင်နောက်တစ်ခုရှိသေးတယ်ဒါကဟိုပုံမှန်ဆိုရင် consultant လုပ်တယ်ဆိုတာဒီ business strategy တွေ branding strategy တွေ content strategy ချပေးတယ်ဆွဲပေးတယ်ဆိုတာဒါပုံမှန်ဆိုရင်သူများယာနဲ့ချီယူတာလေသူများယာနဲ့ချီယူတဲ့ဟာဒါတွေကလေ strategy ချပေးရဆွဲပေးရဆိုတဲ့ဟာအဲ့ဒါကိုကျမကဘယ်လိုလုပ်လဲသိလားဘယ်လိုလုပ်လဲဆိုရင်project တစ်ခုလက်ခံလိုက်ပြီဆိုရင်လောက free ဆွဲပေးတာအဲ့လောက free ဆွဲပေးတာအဲ့ဒါကိုဟိုအချိန်တရက်2ရက်လောက်ယူပြီးတော့လောက free ဆွဲပေးတာကွာအဲ့လိုတွေပေါ့နော်အဲ့ခါကျတော့ client တွေကတန်ဖိုးမမြည်တော့သူက free ရနေတော့လေတကယ်ဆိုရင်ဒါကလောကကို fee တစ်ခုနဲ့ပတ်စံတစ်ခုနဲ့ယူတဲ့ဟာတစ်ခုကွာဟိုပုံမှန်ဆိုရင်ယာနဲ့ချီတန်တဲ့ scale တစ်ခုအဲ့ဒါကိုကတန်ဖိုးမမြည်ကိုတိုင်းကတန်ဖိုးမတတ်မှတ်ထားတော့ဘယ်သူကတန်ဖိုးတတ်မှတ်မှာလဲအဲ့လိုမျိုးပေါ့နော်ဒါကလည်းကိုညံ့လို့ကိုခံရတာပဲအဲ့လိုမျိုးပေါ့ strategy ကွယ် business strategy လောက free ဆွဲပေးတာ consultant တွေဆိုရင်လောကconsultant တွေဆိုရင်အဲ့လိုပဲလောကဒိုင်ခံဟို share ပြောပေးတာ share ဆွေးနွေးပေးတာအဲ့ဟာတွေပေါ့နော်ခံရတဲ့ဟာတွေအများကြီးပဲဒီ pricing နဲ့ပတ်သက်ပြီးတော့အဲ့လိုနဲ့နောက်ပိုင်းကျတော့မှဟိုအချိန်ပေါ့အခုဆိုရင်တနေ့ရှိပါပြီဆိုတော့အဲ့တော့ဟိုအစောပိုင်းတော့ကတော့အဆင်ပြေပါသေးတယ်အလဲရောက်လာတဲ့အချိန်မှာခွေးစားဖြစ်ပြီးအဲ့မှာဘာတွေဖြစ်လို့ဖြစ်မှမသိဘူးဒီဟိုဟာတွေက income တွေကထွက်တာများပြီးတော့အဝင်ကနဲတာတို့ဘာတို့အဲ့လိုမျိုးကြုံရတာအများကြီးပဲခွေးစားဖြစ်တဲ့ကာလပေါ့အလဲရောက်တဲ့အချိန်မှာလောက်ဝဲလောက်ရောက်တဲ့အချိန်မှာအဲ့လိုမျိုးကြီးပေါ့နော်နောက်ပိုင်းကျတော့တခုကောင်းတဲ့ဟာကတော့ဟိုကျမကကြတော့လေဒီတိုင်းဘယ်လိုပြောရမလဲအမြဲတမ်းပြန်ပြီးတော့တောက်တက်တဲ့ဟာလုပ်တယ်ကွာအားကြောင့်အမြဲတမ်းပြန်တောက်တက်ဖြစ်တယ်ပေါ့နော်ငါသွားနေတဲ့ဟာမှန်လားငါလုပ်နေတဲ့ဟာမှန်လားဘယ်နေရာမှာပြင်သင့်လဲဘယ်နေရာမှာလို့အမြဲတမ်းပြန်တောက်တက်လို့တော်သေးတယ်ပေါ့နော်အဲ့လိုနဲ့ဂျားထဲမှာပြင်ဖို့လိုတဲ့ဟာပြင်ရင်သွားရင်လည်းတဖြည်းဖြည်းပြန်ပြီးတော့အဆင်ပြေလာတာပေါ့နော်အခုကတော့အရင်အဆင်ပြေနေတဲ့ကာလတော့မဟုတ်သေးဘူးဒါပေမဲ့သူ့ဟာနဲ့သူတော့နည်းနည်းလေးပြန်အဆင်ပြေသွားပြီပေါ့နော်ဒါက pricing တတ်မှတ်တာနဲ့ပတ်သက်ပြီးတော့အလွယ်အမမာကြီးကြောက်ရတဲ့ဟာလေးကိုပြောချင်တာပေါ့နော်ကိုလိုမျိုးစပြီးတော့လောက်တဲ့သူတွေရှိလာတဲ့အခါကျရင်သေးချာလေး pricing နဲ့ပတ်သက်ပြီးတော့သေချာလေးတတ်မှတ်ထားပြီးတော့မှ client နဲ့စကားပြောပါသေချာတွက်ချက်ထားပြီးတော့မှ client နဲ့စုပ်ပါလို့ပြောချင်တယ်ပေါ့နော်